ပင်လယ်ဟာအလွန်အန္တရာယ်များတဲ့နေရာတစ်ခုပါ။လိုင်းကြီးတွေရေစီးအားပြင်းတွေအရန်အေးတဲ့ရေတွေကြောင့်ပင်လယ်ဟာတခဏအတွင်းလူတစ်ယောက်ကိုအသက်ပြောက်စေနိုင်ပါတယ်။ဒီနေ့တော့ပင်လယ်ရဲ့မောင်မိုက်တဲ့ရေတွေကိုဝင်ရောက်ပြီးကဘာဘာတွေ့ရှိခဲ့တဲ့အန်ဒီရဲ့အရှိဆုံးငါး15မျိုးကိုကြည့်ကြရအောင်။ Number 15 Needlefish Needlefish ဟာအရှည်3မီတာလောက်ရှိပြီးအလေးချိန်4ကီလိုလောက်ရှိတဲ့ငါးမျိုးဖြစ်ပါတယ်။ကြည့်ရတာတာမန်လိုပဲထပ်ပေမဲ့တကယ်တော့အရန်အန်ဒီများပါတယ်။ဒီငါးနေမှာအလွန်ရှည်ပြီးထိတ်ကျင်းတဲ့အယိုးကဲ့သို့သောမျက်နှာရှိပြီးတနာလီကို60ကီလိုမီတာလောက်အမြန်နဲ့ရေထဲကနေခုန်ထွက်နေပါတယ်။ဒါကြောင့်ဒီငါးတွေဟာအင်ဒိုနီးရှားနဲ့ပစိဖိတ်ပင်လယ်ဒေသတွေမှာတကယ်ကိုကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်လာပါတယ်။လေတွေကမီးအလင်းကိုကြိုက်ကြပြီးတခါတည်းဟန်ရေထဲကနေခုန်ထွက်လာပြီးတတိမထားတဲ့လေသားတွေကိုထိုးမိတတ်ပါတယ်။ဒါကြောင့်တချို့ငါးဖမ်းသမားတွေကတော့ shark ထက်တောင်အန်ဒီရများတယ်လို့ယူဆကြပါတယ်။ Number 14 Stingray Stingray ဆိုတဲ့အတိုင်းပဲဒီငါးမှာအမီးအနားမှာထိုးနိုင်တဲ့စူးတစ်ခုရှိပါတယ်။ပုံမှန်အားဖြင့်တော့တိတ်ဆိတ်ပြီးမတိတ်ခိုက်တတ်ပေမဲ့ချင်းဖြောက်ခိုင်းရရင်အဲ့ဒီစူးကိုချက်ချင်းအသုံးပြုတတ်ပါတယ်။လူတွေကအများချင်းတဲထဲမှာလွှိဝတ်နေတဲ့ Stingray ကိုမတိပဲခြေထောက်နဲ့တက်နေရအခါဖြစ်ပါတယ်။အဲ့ဒီထိုးချက်ဟာအယမ်းနာပြီးအရေပြောင်းပုတ်ခြင်းမူးဝေခြင်းအန်ခြင်းဝမ်းလျှော်ခြင်းကြွက်သားတက်ခြင်းတွေဖြစ်စေနိုင်ပါတယ်။တင်းငယ်တဲ့ Stingray တွေကတော့တေးစေဖို့မလောက်ပေမဲ့ကြီးမားတဲ့မျိုးတွေကတော့အမှန်တကယ်အန်ဒီရရှိပါတယ်။နှစ်ခေါက်6ခုနှစ်မှာနာမည်ကြီးတဘာဝပညာရှင် Steve Irwin ဟာ2မီတာလောက်ရှိတဲ့ Bull Stingray နဲ့ထိတွေ့ပြီးအသက်ဆုံးရှုံးခဲ့ပါတယ်။ဒါကြောင့်တင်ကအပူပိုင်းဒေတာပင်လယ်မှာရေကူးနေစဉ် Stingray တကောင်တွေ့ရင်အကောင်းဆုံးကတော့အခြားဘက်ကိုကူးသွားတတ်ပါတယ်။ Number 13 Giant Moray Eel Moray Eel မျိုးစိတ်ကနှိမ့်လားကျော်ရှိပေမဲ့ Giant Moray Eel ကတော့အန်ဒီရဲ့အများဆုံးပါ။အင်ဒိုနီးရှားနဲ့ပစိဖိတ်ပင်လယ်ဒေသမှာတွေ့ရပြီးအရှည်3မီတာလောက်အလေးချိန်30ကီလိုလောက်ရှိနိုင်ပါတယ်။သူတို့ဟာအများအဖြစ်မတိုက်ခိုက်တတ်ပေမဲ့ diver တွေကအစာကျွေးတဲ့အခါတခါတရံရုတ်တရက်ခုံးထွက်လာပြီးလက်ချောင်းကိုကိုက်ဖြတ်တတ်ပါတယ်။ဒါကြောင့် scuba diving လုပ်တဲ့အခါဒီငါးတွေနဲ့အဝေးကနေသာကြည့်တာကအကောင်းဆုံးပါ။ Number 12 Barracuda Barracuda ဟာကမ္ဘာတစ်ဝန်းမှာပင်လယ်တွေမှာတွေ့ရတဲ့အထက်တန်းမုတ်စာငါးတစ်မျိုးပါ။အရှည်2မီတာလောက်အလေးချိန်50ကီလိုလောက်ထိကြီးနိုင်ပြီးအလွန်ထက်တဲ့သွားတွေရှိပါတယ်။ပုံမှန်အားဖြင့်တော့လူတွေကိုမတိုက်ခိုက်တတ်ပေမဲ့ရေမိုင်းတဲ့နေရာတွေမှာလူရဲ့လက်ချေတွေကိုငါးလိုမှားပြီးကိုက်တတ်ပါတယ်။အပြင်ခါကြိုးလက်ကောက်ငကန့်လိုတောက်ပြောက်တဲ့ပစ္စည်းတွေကိုလည်းကိုက်တတ်ပါတယ်။ Number 11 Anglerfish ပင်လယ်အနက်ထဲမှာနေထိုင်တဲ့အကြောက်စရာအကောင်းဆုံးသတ္တဝါတွေထဲမှာ Anglerfish ပါဝင်ပါတယ်။အရွယ်ကကော်ဖီခွက်လောက်ပဲရှိပေမဲ့ရှေ့ဘက်မှာမီးတန်လို့အလင်ပေးတဲ့ lure တစ်ခုရှိပါတယ်။အဲ့ဒီ lure နဲ့တာယောင်ကိုဆွဲအောင်ပြီးနီးလာတဲ့အခါထက်မြက်တဲ့သွားတွေနဲ့ဖမ်းဆလိုက်ပါတယ်။ဒါပေမဲ့သူတို့ဟာပင်လယ်အနက်ရန်နှက်တဲ့နေရာမှာနေတဲ့အတွက်လူတွေနဲ့တွေ့ဖို့အခွင့်အရေးမရှိသလောက်ပါ။ Number 10 Box Jellyfish ပုံမှန် jellyfish ထိုးတာကနားပေမဲ့ box jellyfish ကတော့အဆင့်တစ်ဆင့်ပိုပြီးအန်ဒီရမြပါတယ်။ဒီသတ္တဝါဟာကမ္ဘာပေါ်မှာအစိတ်ပြင်းဆုံးနေတဲ့ကတစ်ခုပါ။သူ့ tentacles တစ်ချောင်းချင်းမှာနားတောင်လောက်ရှိတဲ့အစိတ် cell တွေပါဝင်ပြီးအစိတ်ဟာနှလုံးအာယုံစနစ်နဲ့အရေပြားကိုတိုက်ခိုက်ပါတယ်။တချို့လူတွေဟာထိုးခံရတာနဲ့ shock ဝင်ပြီးရေထဲမှာနစ်သေးတတ်ပါတယ်။ဒါမှမဟုတ်နှလုံးရပ်ပြီးသေဆုံးတတ်ပါတယ်။ Jellyfish ရဲ့ tentacles ဒီအရေပြားကိုထိမိတဲ့နေရာတွေမှာအမာစည်းတွေကျန်နေတတ်ပါတယ်။ဒါကြောင့်သင်ရဲ့နောက်ထပ်ကမ်းခြေအပန်းခြေခရီးမှာဒီလိုသတ္တဝါတစ်ကောင်ကိုရေထဲမှာတွေ့ရရင်အခြားဘက်ကိုကူးသွားတာကအကောင်းဆုံးပါ။ Number 8 Killer Whales Killer Whales တွေဟာပင်လယ်ကမ္ဘာမှာအထင်ကြီးစရာကောင်းတဲ့သတ္တဝါတွေထဲကတစ်မျိုးပါ။အရှည်အားဖြင့်6မီတာကနေ10မီတာလောက်အလေးချိန်6တန်ကျော်တွေ့တတ်ပါတယ်။တကယ်ကိုကြီးမားတဲ့သတ္တဝါတွေပါ။တကယ်တော့သူတို့ကို whales လို့ခေါ်ပေမဲ့အမှန်တကယ်တော့ dolphin မျိုးစိတ်ထဲမှာအကြီးဆုံးပါ။သူတို့ဟာအလွန်အားကောင်းတဲ့မုတ်စာတွေဖြစ်ပြီးအုပ်စုလိုက်တိုက်ခိုက်လေးရှိပါတယ်။ seal, cod ငါးနဲ့တခါတရံ mink whale တွေကိုပါတိုက်ခိုက်တတ်ပါတယ်။တခါတရံလူတွေကိုပါတိုက်ခိုက်တတ်ပေမဲ့တောတွင်တဘာဝပတ်ဝန်းကျင်မှာတော့ဒီလိုဖြစ်ရက်တွေအလွန်ရှားပါတယ်။အမှန်တော့သူတို့ကို captivity တွေအဖမ်းခံထားတဲ့နေရာတွေမှာထားတဲ့အခါပိုပြီးအန်ဒီရများလာတတ်ပါတယ်။စိတ်ဖိအားစိတ်ဆိုးခြင်းသို့မဟုတ်အချမ်းစီခံစားမှုကြောင့် trainer တွေကိုတိုက်ခိုက်တတ်ပါတယ်။တခါတရံပြင်းထန်တဲ့ဒဏ်ရာများ
သို့မဟုတ်အသက်ဆုံးရှုံးမှုများဖြစ်လာတတ်ပါတယ်ကျွန်တော်တို့ရဲ့ production team ဟိုလူတွေအသစ်တွေအမြဲထည့်နေတဲ့အတွက်တိကျအတွက်အကောင်းဆုံး content တွေကိုဆက်လက်တင်ဆက်နေပါတယ်ဒါကြောင့် subscribe လုပ်ပြီး notification ဖွင့်ထားပါပြီးတော့ like button ကိုဖိတ်ဖို့မမေ့ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် Number 8 Reef Stonefish Reef Stonefish ဟာကြောက်တုံးတာမှမဟုတ် coral dong တခုလိုပဲမြင်ရပေမဲ့ကမ္ဘာပေါ်မှာအစိတ်ပြင်းဆုံးငါးတွေထဲကတစ်မျိုးပါအင်ဒိုနီးရှားနဲ့ Pacific ပင်လယ်ဒေသရဲ့ coral reef တွေမှာတွေ့ရပါတယ်သူတို့ဟာ camouflage အရန်ကောင်းပြီးပင်လယ်ကျန်းပေါ်မှာပတ်ဝန်းကျင်နဲ့တူအောင်လွှဲဝက်နေတတ်ပါတယ်တာယောင်ကိုဖမ်းကြည့်တဲ့အခါအလွန်မြန်ပြီးတစ်ခါတရံ 0.015 second ပဲကြာပါတယ်ဒီငါးမှာ dorsal fins 73ခုရှိပြီးအဲ့ဒီထဲမှာအစိတ်ပြင်းတဲ့ venom ပါဝင်ပါတယ်ထိုးခံရရင်နာကျင်မှုအလုံးပြင်းထန်ခြင်းနှလုံးဖြတ်ခွေခြင်းတခါတရံတေဆုံးမှုအထိဖြစ်နိုင်ပါတယ်2050ခုနှစ်က anti venom တမှုရှိလာခဲ့ပါတယ်ဒိုင်ယာနီယာကိုရေနွန်ထိုက်ထည့်တာကနာကျင်မှုကိုရော့ညံ့သွားစေနိုင်ပါတယ်ဒါပေမဲ့သူတို့ကိုမထိမိပဲ coral reef တွေကိုမကင်ဘူးဆိုရင်ရှောင်လွှဲနိုင်ပါတယ် Number 7 Goliath Tigerfish Goliath Tigerfish ဟာလူတွေကိုတိုက်ခိုက်ခဲ့တဲ့မှတ်တမ်းရှိတဲ့ငါးမျိုးတစ်မျိုးပါ Congo River Basin မှာတွေ့ရပါတယ်အရှည်1မီတာလောက်အလေးချိန်50ကီလိုလောက်ရှိနိုင်ပါတယ်သူတို့ဟာတလက်ရှည်တဲ့တွားတွေရှိပြီးတားရောင်ကိုအမြန်တိုက်ခိုက်ပြီးဖမ်းဆလိုက်ပါတယ် Swahili ဘာသာမှာသူတို့ကို Mumbenga အန်ဒီရရှိတဲ့ငါးလို့ခေါ်ကြပါတယ်ဒီငါးကသူ့ထက်ကြီးတဲ့သတ္တဝါတွေကိုပါတိုက်ခိုက်တတ်ပါတယ်တခါတည်းမိကြကယ်တွေလူတွေကိုပါတိုက်ခိုက်ခဲ့တဲ့မှတ်တမ်းတွေရှိပါတယ် Number 6 Red-bellied piranha Red-bellied piranha တွေဟာ Amazon River ထဲမှာအုပ်စုလိုက်နေထိုင်တဲ့မုတ်စာငါးတွေပါအရှည်50 cm အလေးချိန်5ကီလိုလောက်ရှိပါတယ်သူတို့ဟာအလွန်ထက်တဲ့သွားတွေရှိပြီးငါးပိုးမွေတွေ crustacean တွေကိုဖမ်းဆပါတယ်အစာရှားတဲ့အခါ feeding frenzy လို့ခေါ်တဲ့အုပ်စုလိုက်တိုက်ခိုက်မှုဖြစ်ပြီးကြီးမားတဲ့သတ္တဝါတွေကိုမိနစ်အနည်းငယ်အတွင်းစားပစ်တတ်ပါတယ်တခါတည်းလူတွေပါသားရောင်ထိတတ်ပါတယ် Number 5 Swordfish Swordfish ဟာတကြားလိုပုံစံရှိတဲ့အရှေ့ဘက်နဲ့ထင်ရှားပါတယ်သူတို့ဟာသားရောင်ကို slash လုပ်ပြီးမူးအောင်လုပ်မှစားပါတယ်လူတွေကိုမတိုက်ခိုက်တတ်ပေမဲ့ harpoon နဲ့ဖမ်းတဲ့အခါအန်ဒီရရှိပါတယ်2015ခုနှစ်မှာ Randy Leames ဆိုတဲ့ Hawaii ငါးဖမ်းသမားတစ်ယောက် swordfish တစ်ကောင်ကို harpoon နဲ့ထိုးပြီးနောက်အဲ့ငါးကခုန်တက်ပြီးရင်ဘတ်ကိုထိုးမိကြောင်းသေဆုံးခဲ့ပါတယ် swordfish အစားအစာမှာ mercury ပမာဏအလွန်များပါဝင်ပါတယ်ဒါကြောင့်အထူးသဖြင့်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်အန်ဒီရရှိပါတယ် Number 4 Pufferfish Pufferfish ဟာအန်ဒီရရှိတဲ့ငါးမျိုးပါအန်ဒီရကိုခံစားရင်ကိုဖောင်းပြီးစူးပါတဲ့ဘောလုံးလိုဖြစ်တော့ပါတယ်သူတို့မှာ tetrodotoxin ဆိုတဲ့အဆိပ်ရှိပြီး cyanide ထ1200စုပိုအဆိပ်ပင်းပါတယ်ဒီကောင်တန်းနဲ့လူ30လောက်ကိုသေစေနိုင်ပါတယ်အဲ့ဒီအဆိပ်အတွက် antidote မရှိပါဘူးဂျပန်နိုင်ငံမှာတော့ pufferfish ကို fugu လို့ခေါ်တဲ့အစားအစာဖြစ်စားကြပါတယ်ဒါကိုချက်ဖို့ chef တွေက license ရဖို့လေ့ကျင့်မှုတွေလုပ်ရပါတယ် Number 3 Lionfish Lionfish ဟာအယောင်လှပြီးမဲ့အန်ဒီရရှိပါတယ်သူတို့ရဲ့စူးဒီမှာအဆိပ်ရှိပါတယ်ထိုးခံရရင်နာကျင်မှုချွေးထွက်ခြင်းပြင်းထန်ရင်အားရှူမှုရက်နေခြင်းနဲ့လှုပ်ရှားမှုရက်နေခြင်းဖြစ်နေပါတယ် Number 2 Candiru Candiru ဟာ Amazon River ထဲမှာရှိတဲ့ငါးငယ်လေးပါအရှိ18 cm လောက်အယောင်ကပွင့်လာတော့မြင်ရခတ်ပါတယ်ဒီငါးကို vampire fish လို့လည်းခေါ်ပါတယ်တချို့ကောလာဟာထက်တွေကတော့လူတွေရဲ့ private parts ထဲမှာဝင်သွားတတ်တယ်လို့ဆိုပါတယ်ဒါပေမဲ့သိပ္ပံပညာရှင်အများစုကဒီလိုဖြစ်ရက်တွေကိုအရန်ချက်ပြထားတဲ့ဇလန်းတွေဖြစ်နိုင်တယ်လို့ယူဆကြပါတယ် Number 1 Great White Shark Great White Shark ဟာပင်လယ်ထဲမှာအန်ဒီရအရှိဆုံးသတ္တဝါတွေကတစ်မျိုးပါအရှည်6မီတာအလေးချိန်2.5 တန်ကျော်ရှိပါတယ်သူတို့ဟာသွား300ကျော်ရှိပြီး seal sea lion နဲ့ပင်လယ်တိရစ္ဆာန်တွေကိုဖမ်းဆပါတယ်တခါတည်းလူလီကို seal လို့မှားပြီးကြိုက်တတ်ပါတယ်ဒါပေမဲ့တကြိမ်ကြိုက်တာနဲ့လူကိုပြင်းထန်တဲ့ဒဏ်ရာရစေနိုင်ပါတယ်နှစ်စဉ်35လောက်သာ shark attack တွေဖြစ်တတ်ပါတယ်ဒါကြောင့်လူတွေနဲ့တွေ့စရာအခွင့်အရေးကနည်းပါတယ်အမှန်တော့လူတွေက shark တွေကိုနှစ်စဉ်100 million လောက်တတ်နေပါတယ်အကြောင်းရင်းအဓိကကတော့ shark fin soup အတွက်ပါဒါကြောင့်ကမ္ဘာတစ်ဝက်မှာ
shark တွေကိုကာကွယ်ဖို့ conservation အစီအစဉ်တွေလှုပ်ဆောင်နေကြပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲကြည့်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ်တင့်ထန်တဲ့အန်ဒီရဲ့အရှိဆုံးငါးကဘယ်တစ်မျိုးလဲဆိုတာ comment မှာပြောခဲ့ပါဗီဒီယိုကိုကြိုက်ခဲ့ရင် like subscribe နဲ့ notification bell ကိုဖိတ်ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်